Okay, is there plus singular noun ရှိလားဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်နောက်မှာ singular noun လိုက်တယ်တခုရှိလားဥပမာဆိုရင်စားတော့ဆိုင်ဒီနောက်မှာနီးနားမှာစားတော့ဆိုင်တဆန်းဆိုင်ရှိလားလို့သဘောမျိုးပေါ့နော် singular noun ဖြစ်တဲ့အတွက်ကြောင့်အရှိမ a သုံးပုံ n ပါကိုပါရမယ်ပေါ့နော် a ကa သုံးပုံသုံးနေရတော့သိတယ်ပေါ့နော် n ကကြတော့ a ရဟို u နဲ့ပတ်သက်တဲ့စလုံးတွေပါတဲ့ခါကြလို့ရှိရင် n ကိုသုံးရမယ်ပေါ့နော်for example number 1ပေါ့เนาะဒီအနီးနားမှာဈေးဆိုင်တစ်ဆိုင်ရှိလားအဲ့ဒါဆိုရင်ဒီ share တို့ကဈေးဆိုင်တစ်ဆိုင်ရှိလားဆိုအနေကိန်းနဲ့ပဲမြင်မယ် is there ဈေးဆိုင်တစ်ဆိုင်ဆို a shop အနီးနားဆို nearby is there a shop nearby ဒီအနီးနားမှာဈေးဆိုင်တစ်ဆိုင်ရှိလားဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะOkay, example number 2ပေါ့နော်ဒီမှာအိမ်သာရှိလားအဲ့ဒါဆိုရင်ဒီ share က is there ရှိလား is there အိမ်သာဆိုတော့ a toilet is there a toilet ဒီမှာဆိုတော့ here is there a toilet here ဒီမှာအိမ်သာရှိလားဆိုတဲ့အဓိပ္ပာယ်ကိုမေးတာပေါ့နော် Okay, example number 3ပေါ့နော်ဒီအနီးနားမှာဆေးဆိုင်တစ်ဆိုင်ရှိလားပေါ့အဲ့ဒါဆိုရင်ဒီ share ကရှိလားဆိုရင် is there ဆေးဆိုင်တစ်ဆိုင်ဆိုတော့ a pharmacy is there a pharmacy ဒီနီးနားဆိုတော့ nearby is there a pharmacy nearby ဒီနီးနားမှာဆေးဆိုင်တစ်ဆိုင်ရှိလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါဆိုရင် is there plus singular noun ဆိုတဲ့ဒီ speaking pattern လေးသုံးပုံသုံးနည်းကိုနားလည်မယ်ထင်တယ်ပေါ့နော်ကိုကတခုတည်းသောအရာတွေကိုမေးကြည့်တဲ့အခါကျလို့ရှိရင်ဒီ speaking pattern လေး is there plus singular noun ဆိုတဲ့ speaking pattern ကိုသုံးပြီးတော့မေးပါပေါ့နော်တခုတော့ကိုကတတိထားရမယ်တချို့တွေက singular noun သုံးရမှန်းသိတယ်ဒါပေမဲ့အရှိမအေးသုံးပုံအန်ကိုပြုတ်ကြပြီးကြံခဲ့တယ်အဲ့လိုတော့မဖြစ်စေနဲ့နော်ကိုတယောက်ကဒီလိုမျိုးပေါ့နော် is there နဲ့ question တွေမေးတဲ့ခါကျရင်ကိုရဲ့အဖြေက yes there is ဆိုပြီးတော့လည်းပြန်ဖြေလို့ရတယ်ပေါ့နော်ဒါကကိုကရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့မရှိဘူးဆိုရင် no there isn't ဆိုပြီးတော့ပြန်ဖြေလို့ရပါတယ်နော် bye bye thank you for watching see my next video